ပုံပြင်လေးကတော့တောထဲကတငယ်ချင်း9ယောက်တခါတော့ကตาရလာတဲ့တောအုပ်ကြီးထဲမှာအရန်ချစ်ကြတဲ့တငယ်ချင်း9ယောက်ရှိတဲ့ကွယ်သူတို့တွေဟာနေတိုင်းတူတူစော်ကစားရင်နဲ့အရန်ကိုပျော်ရွှင်နေကြတာပေါ့ဒါပေမဲ့တနေ့မှာတော့ကောင်းကင်ကြီးမောင်းလာပြီးမိုးတိမ်ကြီးတွေပေါ်လာပါတော့တယ်။အိုးမိုးစလီတွေကြာလာပြီမလို့တငယ်ချင်းလီတွေဟာဘာလို့ရမှမသိဖြစ်သွားကြတယ်ကွ။ဒါပေမဲ့စိုးရင်စရာမရှိပါဘူး။စိတ်တဘောကောင်းတဲ့စင်ပေါလေးကသူ့ရဲ့နားရွက်ကြီးတွေနဲ့မိုးကာပစ်လိုက်တယ်လေ။တက်ကလာဝင်လေးကလည်းတေးရွက်ကြီးနဲ့ချင်းသိပ်ပေါလေးကိုမိုးမဆိုအောင်အုံမိုးပေးခဲ့ပြန်တယ်ကွ။မကြခင်မှာမဲ့မိုးလီတိတ်သွားပြီးตาရလာတဲ့နေရောင်ကြီးပြန်လဲလင်းထင်လာပါတော့တယ်။ဝါကြည့်လိုက်ပါအောင်ကွယ်။ခေါင်းကင်ကြီးမှာအရန်လာတဲ့တက်တန်ကြီးပေါ်လာပြီလေ။တငယ်ချင်းလေးတွေဟာအချင်းချင်းကူညီခဲ့ကြလို့အခုတော့အားလုံးအတူတူပျော်ရွှင်နေကြရပြီပေါ့။ဒုကလေးတို့လည်းတငယ်ချင်းလေးတွေလိုပဲအချင်းချင်းအမြဲကူညီပြီးချစ်ချစ်ခင်ခင်နေကြရမယ်နော်။ဒါ